ခရစ္စတီယာနိုရိုနယ်ဒိုရဲ့ဒီဂိုးကတော့နီးပြစီဒန်းကိုတောင်အံ့အားသင့်လွန်းလို့သူ့ကောင်းသူပြန်ကင်စေခဲ့ရတဲ့အထိအစွမ်းပြခဲ့တာပါပွဲစဉ်အတွင်းမှာမာဆယ်လိုကခန်းစစ်မှုတွေရဲ့ရှေ့မှာရှိနေတဲ့ရိုနယ်ဒိုစီကိုဘောလုံးအဝေးဘောကန်တင်ပေးလိုက်ပါတယ်အစပိုင်းမှာတော့ဘောလုံးကရိုနယ်ဒိုစီကိုရောက်မလာတော့ပဲခန်းစစ်မှုကဂိုးသမားဘက်ဖုန်စီကိုပဲအေးအေးဆေးဆေးပေးလိုက်ရတော့မယ့်အနေအထားမျိုးပါဒါပေမဲ့လည်းခန်းစစ်မှုချီလီနီကဘေးဘက်ကိုအမှားအယွင်းရှိတဲ့ပေးပို့မှုတစ်ခုလုံးမိသွားတဲ့အခါမှာတော့ရိုနယ်ဒိုကသူ့ရဲ့လျှက်တစ်ပြက်အချိန်ကိုတုံးပြီးဘောလုံးကိုလိုက်ယူကဂိုးပေါက်ဘက်ကိုလှည့်လိုက်ပါတယ်သူဟာအနီးကပ်တိုင်ဘက်ကိုအလွယ်တကူကန်သွင်းနိုင်တော့မဲ့ပုံပေါ်ပေမဲ့အဲ့ဒီထောင်ကနေဆိုရင်ဘက်ဖုန်ကပိတ်ဆို့ထားပြီးသားဖြစ်နေပါတယ်အဲ့ဒါကြောင့်ရိုနယ်ဒိုကဘောလုံးကိုလှည့်ထုတ်လိုက်ပြီးဘတ်စကွက်စီပေးလိုက်ပါတယ်ဘတ်စကွက်ကလည်းဘက်ဖုန်တယောက်ဂိုးပေါက်ကနေထွက်နေတာကိုသတိပြုမိပြီးအဲ့ဒီဘက်ကိုကန်လိုက်ပေမဲ့ဘက်ဖုန်ကအံ့ဩစရာကောင်းအောင်ပြန်လဲကာကွယ်လိုက်နိုင်ပါတယ်အဲ့ဒီနောက်ဘောလုံးကကာဗာဂျယ်စီကိုရောက်သွားပြီးသူကအရှိကိုတိုးလာကမတူတရဲ့ရှေ့မှာဘောလုံးကိုကာကွယ်ရင်းဂိုးအေရီယာထဲကိုဖျက်တင်ပေးလိုက်ပါတယ်အဲ့ဒီအချိန်မှာရိုနယ်ဒိုရဲ့အနေအထားကလူကြုံနေတယ်လို့ဖြစ်နေပေမဲ့ခန်းစစ်မှုကခရစ္စတီယာနိုကိုမြင်ပြီးနောက်ကိုဆုတ်လိုက်တဲ့အတွက်လူကြုံမြင့်ပြတ်သွားပြီးရိုနယ်ဒိုအတွက်ပုံမှန်အနေအထားဖြစ်သွားစေပါတယ်ကာဗာဂျယ်ကဂိုးအေရီယာထဲဖျက်တင်ပေးလိုက်တဲ့အခိုက်အတန့်မှာပဲရိုနယ်ဒိုကမယုံနိုင်စရာကောင်းတဲ့နောက်ပြန်ကန်ချက်နဲ့ဘက်ဖုန်အတွက်ဘာခွင့်ရေးမှမပေးဘဲဂိုးကိုရက်ထဲကိုအလှပဆုံးတွင်းယူလိုက်ပါတော့တယ်ဒါဟာသူကစားသမားတက်တန်းတစ်လျှောက်အကောင်းဆုံးဂိုးလို့တင်ထင်ပါသလားကွန်မန့်မှာတင်းရဲ့အမြင်ကိုရေးပေးခဲ့လို့ရပါတယ်နောက်ထပ်ဒီလိုဗီဒီယိုတွေကြည့်နိုင်အောင် follow လေးနှိပ်ခဲ့ပေးကြပါ